ကတော့ကျွန်တော်တို့တငယ်ချင်းပဲပေါ့နော်ရန်ကုန်ကနေပြီးတော့ကလောကိုသွားနေတာပါကလောမှာရှိတဲ့ကိုဖိုးခွားရဲ့အိမ်မှာပေါ့နော် Red Bay Blue Mac ပိုင်းလို့ခေါ်တဲ့ငှက်တော်ပြားရဲ့ Eurasian J လို့ခေါ်တဲ့ပုတ်ကလာပေါ့နော်အဲ့ငှက်လေးနှစ်ကောင်ကိုတပုံသွားရကြမှာပါခုကတော့ပျော်ပွဲကြော်လာပြီဆိုတော့ရှမ်းတောင်နိုင်ကြီးကိုလည်းစပြီးတော့မြင်နေရပါပြီလမ်းဘေးတစ်ဖက်တစ်ချက်ကလည်းစိတ်ရင်းစိုးစိုးနဲ့တောင်နိုင်ကြီးတွေနဲ့အရင်နဲ့လာနေပါပြီခုဆိုကျွန်တော်နေ့လည်စားဖို့ကျွတ်တဲ့ဆောင်ကတောင်လေးလုံးဆိုင်ကိုရောက်ပါပြီတောင်လေးလုံးဆိုင်မှာနေ့လည်စားပါမယ်ထမင်းစားပြီးပြီဆိုတော့ကျွန်တော်တို့ကလောကိုဖြည့်ဆက်ပါမယ်မိုးကတော့မြင်တဲ့အတိုင်းပဲတော်တော်ကြီးကိုတက်တက်မဲကိုရွာနေတာပါနေပူလေးတွေရောမိုးရွာလေးတွေရောစုံနေအောင်သွားအဲ့တော့ကျွန်တော်တို့ကတော့ဒီပူရေးငှက်ရိုက်မယ်မိုးရွာရင်ရက်တော့မယ်ကလောနဲ့နီလာလေးပေါင်းညာလှလာတယ်ဒီပဲကြည်ပေါင်းများဒီမှာကျွန်တော်ခဏတစ်ထောက်နာပြီးတော့ကြည့်ကြည့်တာပေါ့နော်ပေါင်းညာလည်းစိမ့်ဆိုးပြီးတောင်တန်းကြီးကြီးတွေနဲ့ညူဘိုးတွေကလည်းတားနေရပဲကြပြဆန်တဲ့ရှမ်းတောင်တန်းတွေနဲ့ဖောက်ထားတဲ့လမ်းအပွေးကောက်လေးတွေနဲ့တအီးသွားနေတဲ့ကုန်းကားကြီးတွေကြည့်ရလေရမ်းစိတ်ကြည်နူးပြီးတော့အေးချမ်းသွားတာပဲဗျပေါင်းညာလှကိုခံစားနေလို့ပဲမိုးကတော့တက်တက်နဲ့ပြန်ပြီးတော့ကျွန်တော်တို့ခီးဆက်ပါမယ်ခုဆိုရင်တော့ကျွန်တော်တို့ကလောမျိုးတွေရောက်ပါပြီခင်ဗျာမိုးလည်းနည်းနည်းလေးတဲသွားပြီပေါ့နော်ကဲရှေ့မှာတွေ့ရတာကလောရဲ့နိုင်စင်းလေးတော့ပါစတိုင်းနဲ့ကိုဘိုးကဖြော်ရတာမတော့မလို့ရဒီမှာမှာစောင့်နေရရမရအဲ့တော့တော့ရဒီမှာတယောက်ရှိပါသေးလာကဲဘာလို့တိုက်တာလဲဒါဘိုင်ဘိုင်ဂျေးဟေးအခုကတော့ကျွန်တော်တို့ကလောမျိုးငှက်စီယာကြီးကိုဖိုးခွားရဲ့အိမ်ကိုရောက်နေတာပေါ့နော်ပုံလေးတွေကြည့်လိုက်ပါဦးမြန်မာနိုင်ငံအနှံ့ကိုဖိုးခွားရောက်ထားတဲ့နေရာပုံလေးပေါ့နော်အရင်မိုက်ပါတယ်ကျွန်တော်တို့ဒီငှက်ပုံလေးကြည့်ပြီးတော့အရင်နေအားကျနေပါပြီကျွန်တော်လည်းဒီလိုမျိုးမြန်မာနိုင်ငံအနှံ့ကိုပတ်ပြီးတော့ရောက်ချင်ပါသေးတယ်ခင်ဗျာကဲလောလောဆယ်တော့မနေ့ကသေးတယ်မှာတော့စားမယ်ပြီးရင်ငှက်ရိုက်ပါမယ်ခင်ဗျာဘလူးပင်မက်ပိုင်းနဲ့ဂျင်းနဲ့နှစ်ကောင်ရိုက်ပါပါဝယ်တာကတော့နည်းနည်းလေးမှားနေနေလေးထွက်လာပဲလို့ဘာမှမလို့နေထွက်လာနေပုံကရပြီโอเคကြည့်ရအောင်တော့တုံးနေရှယ်လေးငါတုံးကြောအင်းတော့အဲ့လာပြီဟုတ်ချင်အဲမကြောက်ရတာဘူးခုဆိုရင်ဂျေးကိုရိုက်ဖို့ပြင်ဆင်နေကြတာပါဂျေးနဲ့ Red Bay Blue Mac ပိုင်းအခုဆိုရင်တော့ Red Bay Blue Mac ပိုင်းလို့ခေါ်တဲ့ငှက်တော်ပြလေးစပြီးတော့မြင်ရပါပြီကိုဖိုးကားရဲ့ channel မှာပဲအစားလာကောက်နေကြတာပါပုံမှန်ဆိုရင်ပေါ့နော်ဒီငှက်တော်ပြလေးတွေကလူနားမှာတိတ်မလာကြဘူးဒါပေမဲ့ခုကသူတို့သားပေါက်တဲ့အချိန်ဆိုတော့အစာကပို့ပြီးလူတော့ပေါ့နော်လူနဲ့နေနာနဲ့သူတို့အစာရမဆိုရင်လာကြတဲ့တဘောနဲ့အဲ့လိုမျိုးလာကြတာပါအဲ့ဒီချိန်မှာကျွန်တော်ကသူတို့ကိုစောင့်ပြီးတော့သူပြန်သွားတဲ့ပုံလေးတွေအစာကောက်တဲ့ပုံတွေအောက်ဆင်းလာတဲ့ပုံတွေမျိုးစုံတော့အဲ့ဒီစောင့်ပြီးတော့ရိုက်ကြတာပါ
ကဲမိုးရွာနေတာဟေးပြချောင်းမြဲရတယ်ဒီကောင်ကတော့မိုးရွာနေလေဝရိယရှိရှိနဲ့ပဲထိုင်ပြီးတော့စောင့်နေပါတယ်အစာအိုး ဒီမှာဒီလောက်လီကက်ကက်ဆက်ကျွန်တော်လည်း ဟုတ်တယ်ဒီငှက်တော်ပြလေးပေါ့နော်သူကနှုတ်သေးကအယောင်သိမ့်မရှိသေးဘူးအယောင်ဖိဖို့လေးပဲရှိသေးတယ်ဒီကောင်လေးကတကယ်တော့သားပေါက်လေးပဲရှိသေးတယ်ဒါပေမဲ့အရွယ်စားကြတော့သူတို့မိဘနဲ့အရွယ်နီးပါးလောက်ကိုဖြစ်နေပြီပေါ့နော်သူကအခုဒီမှာတွန်းပိုက်နေလိုက်လာပြီးတော့အစာသာကောက်တဲ့ပုံစံကိုလေ့လာတယ်အစာယူကောက်တဲ့သူပရက်စားတယ်ပေါ့နော်အစာချာနေလေ့လာပြီးတင်တဲ့အချိန်လို့ပြောလို့ရပါတယ်ကြည့်နေတယ် โอเคတဲ့ share တွေအများကြီးရနေပြီစောင့်နေကြပါပြီခြေဆောင်ကြသူများโอเคဒါကတော့ငှက်တော်ပြတားမိနှစ်ကောင်ပေါ့နော်နှုတ်သီးအယောင်ဖျော်ဖျော်လေးကတားလေးငယ်ကောင်လေးနှုတ်သီးအနေနဲ့အမေပါပုံမှန်ဒီငှက်တော်ပြတွေကအကောင်တွေပေါ့နော်တားကောင်တွေအကောင်တွေကိုစားတာများတယ်ထမင်းတွေပါတိတ်စားနေစားတာတိတ်မရှိဘူးဒါပေမဲ့အခုကသူတို့တားပေါက်တဲ့အချိန်တော့အစာရည်ကအရန်လိုအပ်ချက်များနေတော့ဒီမှာထမင်းလည်းစားတယ်ငပြောသီးလည်းစားတယ်ပေါ့နော်တိတ်စမအကောင်စားနေတာပါသူဒီကောင်လေးကတော့ကျွန်တော်တနေကောင်စောင့်နေတာပေါ့နော်အခုမှရောက်လာတဲ့ကောင်လေးပါသူကတော့ဂျေးပါမြန်မာလိုကပုတ်ကလာလို့ခေါ်ပါတယ်သူကတကယ်လာခြင်းနဲ့ဒါပေမဲ့ငှက်တော်ပြားလေးဆိုသူကမလာရဲလို့သူကငှက်တော်ပြားအလစ်လေးကိုပေါ့နော်ခဏလေးဝင်လာပြီးတော့ထမင်းနဲ့ငပြောသီးကိုစားနေတာပါဘေဘီလုံးပြန်တော့မယ်ဘိုင်ဘိုင်မိုးဝယ်လာမယ်ဒီမကနေနေပြီကဲကျွန်တော်ကလော့ခီးနေရနေပြန်ပါတော့မယ်ဗျာလိုချင်တာလေးလည်းရခဲ့ပြီပြန်လို့ရပြီပြန်ပါအောင်မယ်ပြန်အောင်မယ်နောက်ခွန်းဆက်ပါတယ်နောက်ခီးစဉ်တစ်ခုမှထပ်တွေ့မယ်အားလုံးပဲဘိုင်ဘိုင်